Yo guys, welcome back to Shiro Gaming အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ jungle ထဲမှာကန်ရလွယ်ပြီးတော့တော်တော်လေးကျန်းတဲ့တရားဝင်ကို guide လုပ်ပေးတော့မှာပဲဖြစ်ပါရဲ့ဗျဆိုတော့ intro လေးပြီးသွားရင်စလိုက်ကြရအောင်ပတ်စစ် Mountain Way တရားဝင်ရဲ့ပတ်စစ်ကတော့သူ့ရဲ့ skill တွေက ground control တွေကိုတန်းကျင်ပြလိုက်နိုင်တာပါအဲ့လိုတန်းကျင်ပြလိုက်ရင်ပတ်စစ် stat ရမှာပါပတ်စစ် stat ကိုအများဆုံး6ခုထိစုလို့ရပါတယ်နားလည်အောင်ပြောရမယ်ဆိုရင်တော့ enemy ကကိုယ် ground control တွေပေးလိုက်တဲ့အချိန်တရားဝင်ရဲ့ skill တစ်ခုခုကိုအချိန်ကိုက်သုံးရမှာပါအဲ့ဒါဆိုရင် passive stat ရမှာပါ ground control အကြီးစားရေးပေးရင်တော့ stat နှစ်ခုကိုချက်ချင်းရပြီးတော့ slow လိုမျိုးတိတိလေးဆိုရင်တော့တစ်ခုပဲရမှာပါ passive stat တစ်ခုစီကနေပြီးတော့ physical damage နဲ့ attack rate ကို6စက္ကန့်ကြာတိုးမြင့်ပေးမှာပါ stat တစ်ခုစီကနေပြီးတော့ physical damage 15ကနေ29ထိရပြီးတော့ attack rate ကိုလည်း35 unit ထိတိုးပေးမှာပါကိုကဗရေမစခင် stress စုထားခြင်းလေဆိုရင်တော့ဒီခုတီတွေစီမှာ damage ပေးခံမယ်ဆိုရင် stat ကတက်လာမှာပါဘာလို့ဆိုသူတို့စီမှာ slow effect ပါလို့ပါ skill 1 holding on the sanity တရားဝင်ရဲ့ skill 1ကိုသုံးလိုက်မယ်ဆိုရင်တော့ movement speed ကို60ရာခိုင်နှုန်းထိတိုးလာပြီးတော့3စက္ကန့်အတွင်းမှာဖြည်းဖြည်းချင်းလျော့သွားမှာပါနောက်ထပ်လာမယ့် basic attack ကိုလည်းအားမြင့်ပေးပြီးတော့ passive stat နဲ့ညီမျှတဲ့ attack rate ကိုလည်းရရှိစေမှာပါအားမြင့်ထားတဲ့ basic attack နဲ့ရိုက်မယ်ဆိုရင် physical damage 200နဲ့အပို physical damage ကို level အလိုက်50ရာခိုင်နှုန်းထိတိုးပေးမှာပါအားမြင့်ထားတဲ့ basic attack ကပုံမှန်တဲ့ rate ပိုကျသွားလို့ aware enemy ကိုလည်းလှမ်းရိုက်လို့ရမှာပါရှင်းပြောရရင်တော့ skill 1သုံးလိုက်မယ်ဆိုရင် movement speed မြန်လာပြီးတော့ basic stat တစ်ခုကိုအားမြင့်ပေးမှာပါ basic attack ကနေပြီးတော့ damage ပေးပြီးတော့ passive stat လိုက် rate ကျလာမှာပါ skill 2 outbreak ဒီယန်ဝေရဲ့ skill 2ကိုသုံးလိုက်မယ်ဆိုလို့ရှိရင်ဒီယန်ဝေကမြေပြင်ကိုနင်းချလိုက်ပြီးတော့အဲ့ကွာဝေးတွင်မှာရှိတဲ့ enemy တွေကို physical damage 250နဲ့ level အလိုက်100ရာခိုင်နှုန်းထိထိစေမှာပါပြီးတော့ enemy တွေကို2စက္ကန့်ကြာ25ရာခိုင်နှုန်းနှီးစေမှာပါ skill 2က enemy တဦးကိုထိလိုက်တိုင်းဒီယန်ဝေကို3စက္ကန့်ကြာအားမြင့်ပေးပြီးအဲ့အချိန်အတွင်းမှာ attack speed 200ရာခိုင်နှုန်းနဲ့ basic attack ကနေပြီးတော့ light steal ကို20ရာခိုင်နှုန်းရရှိစေမှာပါ basic attack တစ်ချက်စီတိုင်းရနေပြီးတော့3စက္ကန့်အတွင်းမှာသွေး30စီလည်းပြန်ပြည့်စေမှာပါတကယ်လို့ skill 2လွဲသွားမယ်ဆိုရင်တော့အဲ့ effect တွေရဲ့တစ်ဝက်ကိုပဲရရှိတော့မှာပါရှင်းပြောရရင်တော့ဒီယန်ဝေရဲ့ skill 2ကိုသုံးလိုက်မယ်ဆိုလို့ရှိရင် enemy ကို physical damage နဲ့ slow ပေးပြီးတော့ဒီယန်ဝေကိုယ်တိုင်ကတော့ attack speed တိုးပြီးတော့သွေးပြန်တက်မှာပါ ultimate League of Fury ဒီယန်ဝေရဲ့ AD ကိုသုံးလိုက်မယ်ဆိုရင်တော့ enemy စီကိုခုန်သွားပြီးတော့ပစိမ့်နဲ့ခုတ်လိုက်မှာပါ enemy ကိုထိသွားမယ်ဆိုရင်တော့ movement speed ကို3စက္ကန့်ကြာ30ရာခိုင်နှုန်းထိလျှော့ပြီးတော့ 2 damage ကို320နဲ့ level အလိုက်90ရာခိုင်နှုန်းထိထိစေမှာပါ AD ထိသွားတဲ့ enemy တဦးစီအတွက်လည်း stat တစ်ခုစီရမှာပါပြီးတော့ AD ထိသွားရင်ဒီယန်ဝေက5စက္ကန့်ကြာအားကောင်းလာပြီးတော့အဲ့ချိန်တွင်မှာ enemy တွေကိုသူတို့သွေးရဲ့2ရာခိုင်နှုန်းနဲ့ညီမျှတဲ့အပို2 damage ကိုထိစေအောင်ပါရှင်းပြောရရင်တော့ဒီယန်ဝေရဲ့ AD က2 damage နဲ့ slow ပေးပြီးတော့ stat တစ်ခုရမှာပါဒီယန်ဝေအတွက် skill combo ကတော့ AD 2 1 basic attack ဖြစ်ပါတယ်ကျွန်တော်အနည်းလေးပြန်ပြပေးပါမယ်ဒီယန်ဝေအတွက် item နဲ့ arcana ကတော့ပုံမှန်ပြထားတဲ့အတိုင်းပဲဖြစ်ပါတယ် battle spell ကတော့ jungle နဲ့ပူတင်တော်လို့ smite ပဲယူစီချင်ပါတယ်ဒီယန်ဝေရဲ့ guide လေးကတော့ဒီလောက်ပါပဲဗျာဒီဗီဒီယိုက brother တို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဒီလို guide တွေကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားက notification ခေါင်းလုံးလေးကိုနှိပ်ထည့်ပေးပါအောင်ဗျနောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ် so this is Shiro Gaming see you next video